အေးချစ်မလေးဟာတစ်ပင်ပေါ်ရောက်နေတဲ့တနာစရာကောင်းတဲ့ကြောင်လေးကိုသူမရဲ့လေပင်စီးပေါ်ဝါနဲ့ထုတ်ပိုးပြီးတစ်ပင်ပေါ်ကနေချုံမော့ခေါ်ယူခဲ့တယ်သူမဟာကြောင်လေးကိုမွေးကျင်လွန်းလို့သူ့ခင်ပွန်းကိုခွင့်တောင်းလိုက်တော့ခင်ပွန်းဖြစ်သူဟာအလွန်အမင်းတန်ရှိရေးကြိုက်တဲ့လူစားမျိုးဖြစ်တာကြောင့်ကြောင်ရဲ့အနှံ့အသက်နဲ့ကြောင်မွေးတွေအိမ်ထဲမှာရှုပ်နေမှာကိုသူစိုးရိမ်ပေမဲ့ဇနီးတဲ့ရဲ့တနာစရာကောင်းတဲ့အကြည့်လေးကိုမလွန်ဆန်နိုင်တာကြောင့်နောက်ဆုံးမှာတော့လက်လျှော့ပြီးခွင့်ပြုလိုက်ရတယ်အိမ်ပြန်ရောက်တော့သူမဟာအင်တာနက်မှာကြောင်မွေးနည်းတွေကိုအသေးအတန်ရှာပါတော့တယ်ရေချိုးပေးတာကာကွယ်ဆေးထိုးတာကအစအကုန်လေးလာပြီးနောက်မှာတော့ကြောင်လေးကိုလက်ကီးလို့နာမည်ပေးလိုက်ပါတယ်ငါကလက်ကီးရဲ့မေမေရှင်ကတော့လက်ကီးရဲ့ဖေဖေပေါ့ဆိုပြီးခင်မွန်းကိုပါလက်ကီးနဲ့လက်ဆွဲနှုတ်ဆက်ခိုင်းလိုက်တယ်ခင်မွန်းဖြစ်သူဟာဘာတက်နိုင်မှလဲပြုံးပြုံးလေးပဲလက်ကီးလေးကိုနှုတ်ဆက်လိုက်ရတာပေါ့နောက်တနေ့မှာတော့သူတို့ဇနီးမောင်နှံဟာလက်ကီးလေးကိုအိမ်မွေးတရိတ်ဆန်ဆိုင်ကိုခေါ်သွားခဲ့တယ်ဈေးဝယ်ရင်ပျော်ရွှင်နေတဲ့ဇနီးတွေကိုကြည့်ပြီးအရင်ကပြင်းရီညီငွေစရာကောင်းတဲ့လူချမ်းသာလေးရဲ့ဘဝဟာအတိတ်ပဲတွေရှိလာတဲ့အလုတ်ခွင်မှာအေးချစ်မလေးကသူမရဲ့တငယ်ချင်းကိုငါ့မှာကလေးရနေပြီလို့ပြောလိုက်တဲ့အခါတငယ်ချင်းဖြစ်သူကအံ့ဩသွားတယ်တကယ်တော့သူမပြောတာကကြောင်လေးလက်ကီးကိုဆိုလိုတာပါတစ်ဖက်မှာလည်းခင်မွန်းဖြစ်သူကသူ့ရဲ့လုပ်ဖော်ကိုင်ဘက်နဲ့စကားပြောရင်းကြောင်နာမည်ကလက်ကီးလို့ပြောပြလိုက်တယ်လုပ်ဖော်ကိုင်ဘက်ကဟာမင်းတို့နှစ်ယောက်ကတိုင်ပင်ထားသလိုပဲကိုမိန်းကလေးကလည်းကြောင်မွေးတယ်ပြောတယ်မင်းကလည်းမွေးတယ်ဆိုတော့အံ့ဩနေတယ်သူတို့နှစ်ယောက်ဟာတကယ်တော့လင်မယားတွေဖြစ်နေမှန်းဘယ်သူမှမသိခဲ့ကြဘူး